Ducati နဲ့ Lamborghini နဲ့ပေါင်းပြီးတော့နောက်ထပ် cycle အသစ်တစ်စီးကိုမိတ်ဆက်လိုက်ပါတယ်။ Panigale V4 Lamborghini Edition ပဲဖြစ်ပါတယ်။ဒီ cycle က Ducati နဲ့ Lamborghini တို့ရဲ့3ချိန်မြောက်ပေါင်းစည်းမှုဖြစ်ပါတယ်။အရင်တော့2020မှာ Diago 1260 Lamborghini နဲ့2022မှာ Street Fighter V4 Lamborghini ဆိုပြီးတော့မှထုတ်ခဲ့ပါတယ်။အခုက Ducati ရဲ့ flagship superbike model ဖြစ်တဲ့ Panigale V4S နဲ့ Lamborghini ရဲ့ latest hypercar model ဖြစ်တဲ့ Rivalto ကိုပေါင်းပြီးတော့ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။ဒီ cycle မှာဘာထူးခြားလဲဆိုလို့ရှိရင်တကမ္ဘာလုံးမှာအစီးရေ630ပဲထုတ်ပေးထားတယ်ဆိုပေမဲ့နောက်ထပ်63စီးကို Lamborghini ရဲ့ VIP customer တွေအတွက်စိတ်ကြိုက်အယောင်တွေပြောင်းပြီးတော့မှ order မှာလို့ရအောင်စီစဉ်ပေးထားပါသေးတယ်။ Rivalto ကားမှာပဲအသုံးပြုပေးထားတဲ့ color tone တွေအတိုင်းပဲဒီ cycle ပေါ်မှာလည်းမြင်တွေ့ရမှာဖြစ်ပါတယ်။ cycle ရဲ့ခွေကိုကားနဲ့ဆင်တူဖြစ်အောင်လို့ Forged Aluminum အလွိုင်းတွေကိုဒီဇိုင်းပြန်ဆွဲပြီးတော့မှတက်ဆင်ပေးထားပါတယ်။ Carbon fiber parts တွေကို cycle ရဲ့ကိုယ်တည်းတစ်ခုလုံးမှာတွေ့မြင်နေရမှာဖြစ်ပြီးတော့မှအနောက်မီးနဲ့လေခွင်းနဲ့အတောင်ပံလေးတွေကိုရိုးရိုး Panigale နဲ့မတူအောင်ဒီဇိုင်းအသစ်ပြန်ပြီးတော့မှဆွဲပေးထားပါတယ်။ engine က Ducati ရဲ့နာမည်ကြီး Desmo Statici Stradale Dry Clutch engine ကိုအသုံးပြုပေးထားပြီးတော့မှသူ့အတွက်တီးတန့်ဒီဇိုင်းပြန်ဆွဲပေးထားတဲ့ Akrapovic Titanium Silencer exhaust ကိုလည်းတက်ပေးထားပါသေးတယ်။ engine power 1103cc ရှိပြီးတော့ horsepower 218.5 horsepower ထိထွက်ပါတယ်။အဲ့ဒီရဲ့ဟာကလက်ရှိ superbike လောကမှာထိပ်တန်းပဲဖြစ်ပါတယ်။ဒီ cycle ကိုကျွန်တော်က cycle တစ်စီးဆိုတာထက်ကိုပိုတဲ့လက်ရှိထိပ်တန်း Italian superbike နဲ့ Italian hypercar brand ကြီးနှစ်ခုရဲ့နီးပညာတွေ style တွေ performance တွေပေါင်းဆက်ထားတဲ့အမှုပညာလက်ရာမြောက်ပစ္စည်းတစ်ခုလိုပဲကျွန်တော်ကတော့မြင်ပါတယ်ဒီ cycle နဲ့ပတ်သက်ပြီးတော့မှနောက်ထပ်မျှဝေပေးခြင်းနာတွေရှိပါသေးတယ်ဆက်လက်ပြီးတော့မှစောင့်ကြည့်ပေးကြပါအောင်ကျေးဇူးအများကြီးတင်ပါတယ် Ducati Forever